ကိုစီးကရေငုံတင်းမောဖြစ်ရှင်တော့ဒါလေးကန်လိုက်ရမှာတင်တယ်ဒါလေးကန်လိုက်ရမှာရေငုံတင်းမောဖြစ်တော့မှာတင်တယ်ကိုစီးတဲ့ဥစ္စာကျွန်တော်ရဲ့ instant လေးရည်ရဲကြပါလားကျုပ်တော့ပြစ်သွားတယ်အမှန်တော့ရည်ရဲဆိုင်လို့ရတယ်ကျွန်တော်ကဒီဘာလေးတီရှာမစစ်မိလို့ကြာပါပြတ်သွားရှုခင်းဆောင်ရဲလာတာအကုန်လုံးပြတ်ကုန်နောက်တစ်ခါကျရင်စကန်မဝင်မယ်စကန်မဝင်ရလားဝါဖိုးဝါဟိုတော့ဝယ်ရမယ်ကော့စမှုသွားမယ်သူခါညာမသမတော့ဒီကောင်ဝယ်ရတယ်ဒီဆိုင်တာကဲကား instrument ရောက်ပါပြီထိုင်းတဲ့ဆက်ရောက်ပါပြီလူမရှိဘူးဗျာလူမရှိဘူးဗျာသူတို့ကားလေးတွေရောက်ပါပြီကားနံပါတ်လေးပါလေးအကုန်တက်ပြီးသွားပြီအမဒီမှာတော့အာဟာရချွေအကုန်ရှိရဲကွာတိုင်ပြီရဆိုရင်တော့ဒီမှာဝယ်တော့ရတန်နေ7လဲမယ်စောင့်ရမ်းသေးပေါ်ကွာတင်မော်ဒီထောင်းလေးလည်းမှာစားလိုက်ပါဦးဝယ်ဗျာမှာတင်မော်ဒီထောင်းပြီအမ广西ကဲဗျာဒီမှာဝတ်သားကြက်တလောက်စား80ပဲပေးရတာကွာဟာကောင်းငင်းထုတ်လေးနဲ့ဝတ်သားလေးနဲ့ကြုပ်ပြီကွာကဲထောင်းလိုက်တော့မယ်ထောင်းလိုက်အောင်မယ်干嘛吗？可以当模特儿。麦克要你的，麦克要你的。干嘛？他米呀吗？မတိလာကပေးရကြနေရပဲဗျာမတိလာကပေးတာကြနေတာပဲဗျာမဝယ်တာတမီးရဲ့ကားဆမ်းမဆမ်းတော့မသိသေးဘူးဒါတော့ကျွန်တော်ဝယ်တာပါဟိုမှာဘီယာပြန်泡5点我都不用跑我走路可以走先吗哦厉害哟冲了喽ကျွန်တော်ကအနောက်ဘက်ဝင်လာလို့ဗျာခေါင်းကြားရရင်လာစားတင်တယ်ဗျာစားနိုင်တဲ့ကောင်တော့ပိုကောင်းတာပေါ့ဗျာအကောင်ကကြိုက်တာလောက်ခိုင်းလို့ရတယ်ဗျာအကောင်ကြီးကိုကြိုက်တဲ့ကောင်ကြီးစားစမ်းကြခင်ဗျာစားနိုင်တဲ့ကောင်အတန်တယ်ဗျာ6000ခွဲလောက်ပဲကြာမှာဗျာတန်တယ်ကျွန်တော် Google မှာပေးထားမယ်လိပ်စာလို့လေ Google လိပ်စာပေးထားမယ်ခေါင်းကြားရရင်လာစားတင်တယ်ဗျာကဲဗျာရုပ်ပါပြီโอเคဟုတ်တာလဲရတယ်အခုဆက်မထားကဲရုပ်ပြီးရမှာပဲလေးကိုရှိအဝါသားပါဗျာမလေးကိုရှိအဝါသားအဝါသားကြိုက်တာစားလို့ရတယ်ဟိုမှာပေါင်းခိုင်းလို့ရတယ်သိချင်လားကြိုက်တဲ့ငါးခုကင်မလားပြုတ်မလားပေါင်းမလားရတယ်အကုန်ရတယ်ဟာပစုံလေးကောင်းပါတမီး你要先做什么ကြိုက်တဲ့ငါးစားလို့ရတယ်ဟောသားမပေါ်ရောမရောရမှာတော့ထင်တာပဲကျုပ်မှလူအပြည့်ပဲမှာအမမေဘယ်လိုစားမှလဲကြိုက်တာမှလို့ရတယ်နာမည်ဟောတော့ကြည့်နေတယ်လေစပွဲကုန်းနာမည်ပေးလိုက်ရပြီပေါ့ဗျာသိလားပေါင်းမလားကင်မလားအမဒါဆိုပေါင်းတာ9တန်ပြားကြော်မလားအကုန်ရှိတယ်ကဲဒါဦးက9တန်ပြားစားမယ်9တန်ပြားနောက်လိမ့်မောဟာ20ပေါင်းကြမှာပေါ့ဗျာကပေါင်းကြမှာပေါင်းကြုံလာမင်းလေလို့အကြီးပဲအသေးမို့တော့မင်းအရှင်းဆိုမင်းစားတော့ကြိုက်တာတဲ့ဒါကြော်ပြီးသားအကြီးပဲกินไม่ได้กินไม่ได้เลยဒါတော့စားပြီးမှတိတ်ပြက်ကြည့်တယ်တနာကြီးထိုင်လို့ရတယ်တိုက်လို့ထိုင်တာဘာစားမှမသိဘူးကြာအမျိုးစုံပဲသိလားဒါမှကိုပါဘူးกินမဲ့ဥစ္စာတွေပေါ့ဗျာပြုတ်မှလားกินမှလားမသိတော့အောင်မင်းကဲစားမကုန်ရင်တော့ဒန်ဝီရိုက်မှာနော်တိုက်တော့စားလို့ရတယ်တနာကြီးတိုက်တော့စားမကုန်တော့ဒန်ဝီရိုက်မှာပဲ498တယောက်ကိုအဝါစားတနာကြီးစားအခုမှ7နာရီပဲရှိသေးတယ်တိုက်တော့စားအဝါစားကြာကျုပ်ကြာဒါကပေါင်းလာတာကြာလောက်ခိုင်းလိုက်တာဒါက9တန်ကြာလောက်ခိုင်းလိုက်တာဘာပစုံလဲဆိုရင်ပစုံကားလိဒါကပစုံ6ဆက်ဒါလည်းကိုယ်တိုင်กินတာပေါ့ဒါကြောင့်စားကုန်သွားဥစ္စာလေးမလောက်ရင်ပြန်มาလို့ရမလောက်ပြန်มาလို့ရတယ်498တဲ့ပဲတယောက်ကိုကြာတကယ်လာတင်တယ်ဗျာတကယ်စားကောင်းတာတကယ်ဒါဆိုရင်ဗျာစီတနာလောက်တာအရင်တိတာလေဗျာကျွန်တော်လည်းအကျော်ဆရာပဲဗျာစားလိုက်တိရဗျာဒါလည်းတကယ်ကောင်းနေလားဒီပစုံ6ချက်တကယ်ကောင်းတယ်ကျွန်တော်3ပွဲတောင်မှစားပြတာငါဆိုတော့ဒီမှာဆိုရင်ဟိုဝတ်သားရှိတယ်အမဲသားရှိတယ်တက်သားရှိတယ်တိတော့မထိဘူးဗျာနည်းနည်းတော့မထိဘူးနည်းနည်းတော့ထိပါတယ်ဒါပေမဲ့ကျွန်တော်ဒီပင်နေစာလေးပဲထိတာတကယ်လာတင်တယ်ဗျာ6000ကျော်လေးပဲချက်တာမြန်မာငွေနဲ့တွက်ပြီးလူတော်နည်းသွားတာဒီနေ့ကလူနည်းသွားပြီ
ရကြီးခါကြီးဆိုလူနေရာတော့မလောက်ဘူးဗျာတကယ်လာတင်တယ်ဗျာခေါင်းညောင်းရင်တကယ်လာတင်ကျွန်တော် Google မှာပေးထားမယ်အဲလိပ်စာကိုလေ Google လိပ်စာပေးထားမယ်ခေါင်းညောင်းရင်လာစားတင်တယ်ဗျာဟုတ်တော့မိုက်တယ်ကွာကျုံးရတာမိုက်တယ်မော်နဲ့အကြခွေးရရှိတယ်ဗျာမိုက်တယ်တကယ်စားကောင်းတာဗျာဒီမှာတော့ကဲမစိုးဘူးဗျာကျွန်တော် Google လိပ်စာပေးတယ်မှာ Google လိပ်စာပေးထားမယ် menu လေးကမစိုးဘူးစားလို့ကောင်းတယ်ကောင်းစံပြုတ်ဝတ်သားစံပြုတ်ချက်သားစံပြုတ်မိုက်တယ်ဆိုင်လေးကမိုက်တယ်တော့ Google လိပ်စာပေးထားမယ်ခေါင်းညားမှာပဲမနှက်စာပေါ့ဗျာမနှက်စာလေးအမဆုံးခနေလေကြောင်တောင်းကြီးဗျာသွားစရာနေရာဖြစ်ဒီမှာလာထိုင်တောင်းနေတာလာထိုင်တောက်နေတာဆိုတာကဘီယာမဟုတ်ဘူးနော်ကော်ဖီနဲ့မှငရုတ်တီးကြော်နဲ့ဗျာငရုတ်တီးကြော်နဲ့ကော်ဖီနဲ့ထိုင်တောက်နေလားဒီကောင်ကတော့နေရာဘယ်တော့ဒီကောင်ဂိမ်းမဲချတဲ့ကောင်အကောင်ရုပ်ငါသားလို့ငါအသာသွားကျွေးနေပြကြမယ်ငါတွေပုံဟောင်းနေတာပဲနော်ပြန်ကြည့်လိုက်ပြန်အဲ့လိုသားကကြိုက်တာကိုမအသာကျွေးတာကြိုက်တာဟောငါများမှာတော့ကျွေးရတာဒီကောင်ဖီးရတက်မှာပေါ့ကျွေးတယ်ဝိတ်တော်ကြီးတယ်မ我帮你看一下。对这样子会吗这样子会吗我晒的对吧那你自己给我一下，你看来这边没有鱼啊，这边没有鱼啊。ဒုတိယတည်းဒီဆိုင်လေးပဲစားကောင်းကိုပြန်လာထားတာပါဗျာဒီဆိုင်လေးပဲစားကောင်းကိုပြန်လာထားတကယ်စားကောင်းတာဗျာတကယ်စားကောင်းကဲဗျာထိုင်းလာတာဖီးလာတော့မယ်မစပယ်ယာရှိရယ်ကားစရာရှိရယ်အနောက်မှာအေးဆေးထိုင်လိုက်ရုံပဲနောက်မှာအေးဆေးထိုင်လိုက်ရုံပဲအဲ့လိုအေးဆေးထိုင်လိုက်ရုံပဲအနောက်မှာ我你 baby 了呀。ပြင်းတာပါဘီယာတောက်တော့ငါသားဟာပြင်းလိုက်တယ်ဟာတောက်လိုက်ပါဘာစားမှမသိတော့စူပုတ်ကျုပ်လေးနဲ့ဝတ်သားချက်လေးနဲ့ကျုပ်ပစ်လိုက်တာအမင်းဆိုရောက်တော့ဗျာတောက်တာလားမှန်တောက်တာဒီကောင်တော့စားလိုက်ရင်မဟုတ်ရောက်သွားပြီစားလာကြီးစဖိနေတစားဒီကောင်စုနာဌာနီဟိုတယ်ဗျတန်လေးကိုပြမယ်တန်တာလေးပြမယ်ဘန်းငွေ800ပဲဒါ family လုံးအဲအကူလေးတော့ပါတယ်ကျွန်တော်ရဲ့ခံနေတော့အဲအကူမပါဘူးဗျာမိဖို့ကြောင့်လေးပါတယ်ဒါလေး800ဘန်းငွေမနေ့ပြန်ခေါ်စမ်းမွေးသွားမှာဆိုတော့ကျွန်းသွားမယ်ဆိုတော့ဒီမှာတညအိတ်လိုက်တာမနေ့ပြန်စိတ်ဆိုတော့သက်စီးရမှာဆိုတော့တန်တယ်အကောင်လေး800ဆိုရင်တော့ပတ်သက်တယ်ညမာကက်ရောက်ရှေ့ပဲကြပြီမဝယ်စားလေးပြီးကြမှာလာဝယ်စားမယ်ဝင်ရိုက်ပြလိုက်အကုန်ရောင်းတာပြဝယ်စားမှာကဲဝက်ခောက်ကြော်လေးဗျာအမဒါပါဝက်ကလီသားလေးပတ်သက်တယ်ကွာအမကြက်ကအဲ့လိုကောင်းလိုက်กินတယ်နော်ဒါကိုကာကိုလာ西帅在这边这个是什么？螳螂。螳螂哇，真的吗？这个ကစဲတဲ့နည်းနည်းလေးရဒါသမီးကစားတတ်တယ်ကျုပ်ရပင်းထန်ဟိုလူတော့မဟုတ်ဘူးဗျာကဲစားဝယ်စားနေပါပြီမင်းဒါက10ချောင်းကိုတစ်ချောင်းဖီးလက်ဆောင်ပြီးကြိုက်တာယူဗျာဒါကြက်အတုကြာတဲ့ဝက်ကင်50ဗျာတစ်ထုပ်လောက်ဝယ်လိုက်မယ်တစ်ဖာလောက်ဝယ်လိုက်ဟုတ်ပါဘူးတစ်ဘူးလောက်ဝယ်မီးလို့ရတယ်ဗျာဝက်ခောက်နိုင်ကဲဆူရှီဗျာကြိုက်တာယူလို့ရတယ်ဗျာကဲပဇွန်ကြော်ကွေးလေးတွေပေါ့ကွယ်ဖားပြတော့ပုံခေါင်းနေတာပဲပေါ့တော်တာမျိုးတက်ဖြစ်နေပြီကိုရတော်တာမျိုးတက်တယ်မိုက်တယ်ဗျာဘက်40
တကယ်တောတာမျိုးတက်ပဲတောတာမျိုးတက်ဘိုက်ဝါတော့အဲ့ဒါပြောတာလားမသိဘူးကွာအကုန်ရဒါကြဒါဂျားလဲနေမှာဂျမ်းလေးအကုန်ရှိရကွာအသိန်းတုတ်ရအသိန်းတုတ်အဲ့ဒါတော့အတုပ်ဆောင်ပဲဘာအတုပ်မလို့ရှိရဗျာအဲ့ဒါမှတကယ်အတုပ်ဆောင်အဲ့အစာပြေးခိုင်းတာနော်စီးပွားရေးဆောင်ရမ်းတောင်းကျဲတယ်စီးပွားရေးဆောင်ရမ်းတောင်းအကုန်လုံးကတော့တူလောက်ပါပဲစိုင်ပဲများသွားတာတော့စိတ်ထဲမှာစိုင်ပဲများသွားအကုန်ရောင်းတာနည်းနည်းတူနေထက်ကုန်ထက်သွားပြီရောင်းတာအဲ့တော့စားမှာကော်ပြက်လိုက်ကော်ပြက်အသိန်းလေးအဲ့ဒါရောဝယ်စားမှာကော်ပြက်သိန်းလေးရှယ်ပဲကွာကော်ပြက်သိန်းလေး30ပတ်ဟောတူလောက်ကြာနေပြီနည်းနည်းထက်နေပြီဝယ်စားလို့ရပြီဗျာစောင်းလိုက်ရတရတီးဝယ်လိုက်ပြီးပြီအဲ့လောက်တော့ရအကုန်စားမလို့ဘိုက်တောင်မင်းနှစ်ပြန်သုံးပြန်တော့ပြည့်ပါလူချောင်းကြော်လာမယ်ဟုတ်ပါဘူးကော်ရီဘာလဲမသိကွာဘာမှမသိဟောဒါအစိမ့်နေထပ်သွားပါပြီပြန်မယ်ဗျာနည်းနည်းများနေမစားနိုင်တော့ဟိုမှလေးတော့သမီးမှာရော都没有发那个是မိသားစိတ်မှန်စားခင်းတော့စားပြီးသွားစားကောင်းတယ်ဒီကောင်ကြီးကကိုကကြိုက်တယ်ဆိုတော့ဒီကောင်ဒါရေးတစ်ခုလောက်စားရမယ်ပြီးပြန်တော့မယ်ကွာဝယ်နည်းနည်းဝင်လိုက်ရင်ရပြီဟုတ်ဘူးရောမစားရလေးဘူးဘိုက်တင်းနေထိုင်စရာနေရာတော့မရှိဘူးဗျာဟိုတယ်ပြန်ပြီးတော့ကျုပ်တော့မယ်ဗျာဟိုတယ်ပြန်မဲ့ကျုပ်တော့မယ်ဗျာมีเราในพื้นที่ติดทะเลเมืองร้อยเกาะစားပြီးပြီဆိုရင်တော့ဗျာငါနားထောင်ပေါ့ဗျาเกาะที่ก็နားထောင်ရမှာမသိဘူးมากที่สุดใช่ค่ะကောင်းတယ်ပြည့်မယ်ขึ้นมาบนเวทีเลยค่ะรางวัลง่ายๆไม่ยากตอบได้รับไปเลยညာသီးတန်းပြန်လာဗျာကျုပ်肯定我要ညာသီးတန်းပြန်လာလားဗျာစားစရာလေးကြီးပဲကွာတာကောတွေစောင်းရမ်းခဲ့တာမလေးရှားတာကောတွေစောင်းရမ်းခဲ့နေတာဗျလာလိမ့်မယ်မလေးရှားတာကောတွေစောင်းရမ်းခဲ့တာခဏထွက်သွားပြီအများကြီးပဲကဲကိုတို့ရဲ့ဒီဇက်ပေါ့ဗျာဒီကောင်စီးရမှာပဲတနားခွဲလောက်မှကော်စမ်းမွေးရအောင်ကျွန်တော်ကားလေးကတော့ဘိုးဘက်တောင်းလာရောက်တယ်ဗျာကဲလာပါပြီဗျာပဲကဲဗျာရောက်ပါပြီဗျာကလေးလေးတော့မိန်းမလို့တော့မရောက်သေးဘူးကလေးတွေမရောက်သေးဘူးရောက်ပြီဟောရင်းနာအပြင်ထဲရှိရဗျာအဲအကောင်မကြိုက်နေဟိုမှာတဘာဝလေးပါတယ်ဗျာအဲအကောင်မရှိဘူးကဲဗျာဝါနေဗျာရှယ်လေးတနားခွဲစီရမှာဆိုတော့ထမင်းစားမှာဘာစားမှာလဲရှိတော့ပုံပေါက်ဆွဲလဲရှိတယ်ဗျာတန်းတော့စီရမှာဗျာအဲ့တော့ပေါက်ဆွဲလဲရှိရအကုန်ရှိရဗျာကိုစီးကရေငုံတင်းမောဖြစ်ရှင်တော့ဒါလေးကန်လိုက်ရမှာတင်တယ်ရေငုံတင်းမောဖြစ်တော့မှာတင်တယ်ကိုစီးတဲ့ဥစ္စာကရေငုံတင်းမောဖြစ်ရှင်ဒါလေးကန်မှဖြစ်မယ်ဒါလေးကန်လိုက်ရမှာပြင်ဗျာစားကောင်းဒီထိုင်းမှာကအကောင်ကရှမ်းဆန်နေကြည့်ရေကူးကန်ပါနော်တတောင်းပဲဘန်းငွေ1000ငါမသိ၄ယောက်တဲလို့ရတယ်ကြိုက်တာကြော်လို့ရတယ်နော်ဟို gas တဲရှိရယ် gas ကုန်ရင်သူကလဲပေးရတယ်နော်ဒီကလည်းအလုပ်သမားမြန်မာပဲဗျာ gas ကုန်လဲပေးရကြိုက်တာကြော်လို့ရတယ်ဟိုမှာကဲနော်ဒီမှာအနောက်ပါလည်းရှိရယ်ဟုတ်ပြီလားโอเคတခါနှစ်ခါဒီကောင်တော့ဂိမ်းမဲချမှာရေချိုးကလည်းနှစ်ခါအပေါ်မှာတစ်ခါအောက်မှာတစ်ခါဒီတိုင်းနေဗျာ1000ပဲဗျာ1000ငါမသိ၄ညဟောမင်းဒီမဲ့သိမင်းနှစ်ပွေတော့ခြံထားပြီနှစ်ပွေတော့2ရောက်လောက်ခြံထားပြီ2ရောက်လောက်ခြံကျုပ်ကုန်ခံသီးမှရိုက်ကြကျုပ်မလေးရကောင်ကြီးကဲတာကောစမိုးဒီလာဗျာကောစမိုးဒီလာကဲကြလားမလေးကောင်ရင်မလေးရကောင်ရင်
တိုင်းရင်ဖွက်လိုက်ရမှာမရိုက်ပြတော့ဘူးပုံကထက်နေပြီဒါလေးပဲကျွန်တော်ရဲ့ဘီယာပြက်တဲ့ဘဝလေးပါဗျာဘီယာပြက်တဲ့ဘဝလေးဒါဇက်ခေါ်နေကူးမယ်ခဏနေဦးနေတယ်ဟိုရေချိုးပြီးမှလာသားတာဗျာဖြစ်တဲ့လူလေးသားလိုက်တာကြုတ်ကြပါဦးရမယ်နော်ဖြစ်တဲ့လူလေးစားကွမ်းကုန်းမြောက်ဗျာကွမ်းကြီးဒီမျိုးလေးပေါ့ဗျာရှိမှာပင်လေလေးနဲ့မိုက်တယ်ပါအမမြန်မာဝင်တန်း สั่งได้ค่ะ မြန်မာဝင်တန်းပြမြန်မာဝင်တန်းလीပဲကွမ်းရင်းထဲမှာမြန်မာဝင်တန်းလीပါပဲထိုင်းမှာတော်တော်များများဒီတိုင်းလေးကြုံရတာပါဗျာဒီတိုင်းလေးကြုံရကုန်းကောင်လေးပေါ့ဗျာဒါလေးကြုတ်ပြီဗျာကြုတ်သူတို့ထိုင်းရဲ့တင်စမ်းပေါ့ဗျာထိုင်းလူမျိုးရဲ့တင်စမ်းကဲလေးကြည့်နားလာဒီမှာပဲတရက်ကုန်မှာဒီမှာတရက်ကုန်မှာကလေးရေသင်းသွားပြန်ပြီဒီမှာလည်းတရက်ကုန်ပြီတရက်ကုန်လိုက်တော့မယ်ဟုတ်ကဲ့ခါဆက်ပြန်လိုက်ကျွန်တော်ရဲ့ instant 360ကျော်လစ်သွားပြီရေထဲကျသွားပလုံးသူတော့လောလစ်သွားပြီကွယ်ဒီကဝယ်စကန်မဲ့ဝယ်ရမှာတော့မှာငါလုံးမလားရှာအပြင်ထွက်မစားချင်တော့လို့မှားစားလိုက်တာဗျာရောက်ပြီမှားစားလိုက်တာရုပ်ကဲမသိရင်လောနောက်နိုင်ငံရောက်သွားလာကြာနေရမယ်ဟုတ်ကဲ့苏梅到嘛，俺老娘们没听过，俺们说呢，来这路那么高。这种钱嘛，你看嘛，我讲这样好多干。ကဲအမမြန်မာလေးကြီးပဲနော်မင်းတို့ကောင်လေးမှာမင်းတို့ထိုင်းမှာမင်းတို့လမ်းပြောင်းမယ်လို့မထင်နဲ့မင်းတို့ကောင်အကုန်မြန်မာလေးပဲမင်းတို့ကောင်လေးမင်းလမ်းပြောင်းမယ်လို့မကြောက်နဲ့မင်းတို့ထိုင်းမှာဆိုရင်နော်ကဲလမ်းပြောင်း order អော်လိုက်တယ်ထွက်လာလိမ့်မယ်ဟုတ်ပြီကဲဒီဆိုင်ရောမင်းစောင်းရဲရောင်းကောင်းတာနော်မင်းကိုကြီးခုမှရโอเคဗျာโอเคကိုကြီးโอเคကျေးဇူးလားကိုကြီးဟုတ်မြန်မာစကားနဲ့အကုန်ရောက်တယ်ထိုင်းလဲသူပဲမြန်မာလူမားလေးပဲမြန်မာကောင်လေးပဲကောင်လို့တူပါပဲဗျာလောက်တာလေးကတော့ဒီ line လေးပါပဲကော်စမ်းမွေးရည်ပြန်ပြီမလေးဝင်တော့မယ်မလေးပြန်ကျွန်းလောက်တော့မယ်မလေးပြန်ကျွန်းသွားလို့ရတော့မယ်ကွယ်နေတိုင်း coffee လေးပဲတောက်ဖြစ်နေတာစော်လေးနှစ်ပွေတေးဆောင်နေတာဒီမှာလာပြီးမှနက်နှစ်နာရီထွက်မှဆိုဒီမှာလာနက်စော်လေးနှစ်ကဲဗျာရေကောင်ကူးချင်လာကွယ်ဒီကောင်နှစ်နာရီ950ကားပဲနော်လူက100ဘယ်လောက်လဲမသိဘူးဒါကားအတွက်ပဲဒါလေးပြပြီးဆိုရင်ရပြီ2နာရီပဲ2နာရီတက်မှာရုပ်ပြီးရုပ်ဒါနှစ်ခုံကိုဒါခညာတဲ့နည်းနည်းသေးရယ်ဟောညာက
အကုန်ရှိရဗျာခေါင်းညားကငါးလေးပါတယ်ကောင်းလိုက်ကြော်လို့ရကင်းလို့ရဒီကောင်ခေါင်းညားနဲ့နဲ့တေးနှစ်ခုကိုကျုပ်နှစ်ခုကိုပဲဗျာသားဗျာကျုပ်တယ်ဗျာဒါပဲတန်တယ်ဒီမှာတော့တန်ပြီးသားရှင်းချင်ခွိုင်းတော့ကွာကျုပ်ပြီးကျုပ်မှာအဝါသား298ချက်အဝါသားကျုပ်